ရခဲ့ဖို့အမတ်တရားတို့ဒီရင်တွေမှာအချိန်ရှိတိုင်းကိုဒီယာကမျောနေမိတာမင်းမျိုးကိုခေါ်လာရမလားကိုမျိုးကိုမင်းပဲလာမလားခုတော့ရွေးစေခြင်းတဲ့မင်းရဲ့မင်းရှိရာခေါ်လာရမလားကိုရှိရာမင်းပဲလာမလားလွမ်းလုံးယူတော့မယ်ကွယ်ချင်းမပဲနဲ့နှလုံးသားမှာကိုယ်တကယ်ညီတွေအချင်းမီတော့မှဟိုဝေးတို့သူပြန်သွားတယ်လွန်ခဲ့ရတဲ့နေရက်တွေတန်ကြရင်ကားတယ်အချင်းရှိတိုင်းပေါ်တတိယကမျောနေ